အခုလက်ရှိအချိန်ကိုပြန်ရောက်လာပါတယ်တမနက်မှာမာလူကဝမ်းနေစွာနဲ့ဝူရဲ့တပ်ပုံကိုကြည့်နေပါတယ်သူကဝူသေးသွားပြီလို့ထင်နေခဲ့တာပါဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာဝူဟာဈေးမြင့်တဲ့အလိုရှိသူတဦးဖြစ်နေလို့တစုံတစ်ယောက်ကသူ့ကိုလှုပ်ကြံလိုက်တယ်လို့ထင်နေတာပါဒါပေမဲ့ခဏအကြာမှာဝူရုတ်တရက်ပေါ်လာပါတယ်မာလူကဝမ်းသာလွန်းလို့သူ့ကိုဖတ်လိုက်ပါတယ်ဝူကဘာမှမပြောဘဲပျောက်ပြတ်သွားတာကြောင့်စိတ်ပူကြောင်းမာလူကပြောတဲ့အချိန်မှာဝူကစိတ်မပူဘူးနဲ့အံ့အားသင့်စရာလှုပ်ဝက်ချက်တစ်ခုဖွင့်ပြောလိုက်ပါတယ်ငါကတမ်းမြင်ပဲလို့ပြောလိုက်တာဖြစ်ပါတယ်တမ်းမြင်ဟာနှစ်ပေါင်းများစွာလူတိုင်းလိုက်ရှာနေတဲ့နံပါတ်1အလိုရှိသူဖြစ်ပါတယ်မာလူကတော့မယုံနိုင်ပဲဝူကဟာတာလုပ်နေတယ်လို့ထင်နေပါတယ်မကြခင်မှာရှင်းယူကဝူကိုခေါ်ခဲ့ပါတယ်သူမကကုမ္ပဏီရှယ်ယာရှင်တယောက်ရဲ့ဓာတ်ပုံကိုပြပြီးအဲ့ဒီလူကိုကာကွယ်ပေးဖို့တောင်းဆိုပါတယ်ဒါအပြင်အရေးကြီး data ပါဝင်တဲ့ USB drive တစ်ခုကိုဝူထံအပ်နှံလိုက်ပါတယ်ဝူကအဲ့ဒီလူရဲ့အိမ်ကိုသွားတဲ့အခါအလီနဲ့ပြန်ဆုံပါတယ်အလီကဝူရဲ့အစစ်အမှန် identity ဟာတမ်းမြင်ဖြစ်ကြောင်းသိထားပြီးဖြစ်တယ်လို့ပြောခဲ့ပါတယ်ထို့အပြင်ရန်ရှင်လည်းဒီလျှို့ဝှက်ချက်ကိုသိသွားပြီလို့သတိပေးပါတယ်နောက်ပိုင်းဝူကရန်ရှင်ခေါ်ထားတဲ့နေရာကိုတယောက်တည်းလက်ပလာနဲ့သွားပါတယ်ရန်ရှင်ကဝူရဲ့ identity ကိုအတည်ပြုပြီးရှင်းယူကိုဖျက်ဆီးမယ်လို့ချိန်ချောက်ပါတယ်ထို့နောက်သူ့လူတွေကိုဝူကိုဝိုင်းရိုက်ခိုင်းပါတယ်အစပိုင်းမှာဝူကမတုံ့ပြန်ပဲခံနေခဲ့ပေမဲ့နောက်ပိုင်းမှာပြန်လည်တိုက်ခိုက်ပြီးလူအလုံးကိုအနိုင်ယူလိုက်ပါတယ်တိုက်ပွဲပြီးနောက်အလီပြန်ရောက်လာပြီးဒဏ်ရာရနေတဲ့ဝူကိုဆေးရုံပို့ပေးပါတယ်ဆေးရုံမှာရှင်းယူကအလွန်စိုးရိမ်ပြီးဝူကိုပြေးလွှားကရှာဖွေနေပါတယ်